ဒီဟာတော့ဟိုဖြစ်တာမဟုတ်ဒါကလည်းဟိုအခြေအနေရတော့ကျွန်တော်လည်းသိရမလားဟိုဟာဖြစ်အောင်လို့ဒီတိုင်းလေးပဲရိုက်တာဟိုအခုကဘယ်လိုလုပ်ပြရလဲမသိဘူးအမေကတော့မရှိဘူးရှင်မအမေကိုဆက်တယ်လေအမေကိုဆက်တယ်ပေါ့အမေစီဒီယန်လုပ်နေတာစီဒီယန်လုပ်တယ်ဆိုရင်ဟုတ်လားကျွန်တော်တို့ကစီဒီယန်လုပ်တဲ့လူတွေလာခန်းတာလည်းမဟုတ်ဘူးကျွန်တော်တို့ကဝန်ထမ်းတွေကိုဒီမှာအစ်တက်ခန့်အောင်နော်ခန့်နေရတယ်လုံးအောင်ပါကျွန်တော်တို့ကစီဒီယန်ကိုဖယ်တော့ဖယ်ပြီးရအောင်ဟုတ်ကဲ့ပါဒါဆိုကျွန်တော်ဝန်ထမ်းဖြစ်လို့လားဟုတ်ကဲ့ဒီကပြောင်းလိမ့်စားအဲ့ဆိုရင်ဘယ်လိုတော့ကျွန်တော်တို့ဖယ်ပေးရမှာပေါ့နော်စီရီယံလုံးပါဆိုရင်လေအဲ့တော့ဘုန်းလေးဟုတ်စီရီယံလောက်တာလားမလောက်တာလားအဲ့ဒါကိုသိတယ်ကျွန်တော်တို့ကတော့စီရီယံမလိုက်ပြောညာစီရီယံထပြီးတော့စဖြစ်တယ်ရအောင်အကုန်လုံးကဒီမှာတယောက်မှမရှိဘူးဟုတ်နော်အဲ့တော့ဆရာဝန်ကြီးဆေးရုံကြီးကလည်းမရှိတော့ဟုတ်နော်အကုန်လုံးကစီရီယံပဲဖြစ်တာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကနောက်ထပ်ခက်အားမယ်တောင်းပေးခံရတဲ့တောင်းယူကြမယ်နော်အခုဆိုကိုဗစ်ဆေးထိုးတာတော့ဘာလို့လာတော့မယ်ဟုတ်ဒီမှာတရားမှလည်းမရှိကြဘူးဟုတ်ကဲ့ဒါကြောင့်ဒီလူတွေပြောင်းလာရှိရလာကြတော့မှာနော်ဟုတ်ကဲ့ဟုတ်မလုပ်ဘူးစီရီယံမလုပ်ဘူးဆိုရင်ဆက်ပြီးတောင်းထမ်းဆောင်တန်းဆောင်ပါဟုတ်စီရီယံလုပ်ပါတယ်လို့ကိုဟိုဖြစ်တယ်ဆိုရင်အများဆုံးချုပ်ပြရတော့ပေါ့နော်ဟုတ်ကဲ့ဟုတ်ကြက်တော့ကျွန်တော်တို့ပြန်ပြီးတော့ပြန်ပြောပြပါဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့တော့အဲ့ဒါလေးရှင်းပြတာအဲ့ဆိုရက်ကလေးတော့ကျွန်တော်တို့ပြန်ပြောပြီပေါ့နော်ဟိုဟာဘာဘလို့နေနောက်တစ်ခေါက်တော့လာအောင်ပါပဲဟုတ်တယ်မလားအဲ့ကြရင်ကိုကိုပြပြတီးကိုပြပြတီးရတယ်ဆိုရင်ကျွန်တော်တို့ကစီရီယံလုပ်တယ်ဆိုရင်ဒီမှနေဖယ်ပေးမှာအဲ့လိုမျိုးမလုပ်ဘူးဆိုရင်တော့ဆေးရုံဖွင့်ပေးရမှာအဲ့လိုမျိုးပြောဟုတ်အမေပြောလိုက်ပါမယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ကဟိုလိုမျိုးကြားဖတ်လာပြောလဲမဟုတ်ဟုတ်ကဲ့ပါဟုတ်နားလည်းမဟုတ်ဘူးဟုတ်လောက်တာလားမလောက်တာလားကျွန်တော်ကဘာမှမသိရဘူးမဟုတ်လေကျွန်တော်တို့ကလည်းသိလားကိုအမေရဲ့ဟာမှာရှိတဲ့လူတွေကစိတ်ကူးသားနေတဲ့လူတွေကတော့ဒုက္ခရောက်နေကြပါတော့ကျွန်တော်တို့တောင်းရှိသူအနေနဲ့ကျွန်တော်တို့ကဆရာမကြီးကစီရီယံလားဟောစီရီယံဆိုလဲစီရီယံဆိုရင်ကျွန်တော်နောက်ထပ်လူကြီးကြောင်းချဖို့စီရီယံမဟုတ်ဘူးဆိုကျွန်တော်ကမဟုတ်တဲ့ဆင်းကိုကျွန်တော်တင်ပေးရတာဟုတ်ချောင်းစင်းကတော့အကုန်လုံးစီရီယံလုပ်တယ်မလုပ်တဲ့လူကဟိုဘက်ကဆရာမတယောက်ပဲရှိရတယ်သူလို့အကုန်လို့ဆိုတော့ပါရီပေါ့ဆရာမကြီးလေဟုတ်ပါတယ်အဲ့လိုပါတယ်သူပါဆိုတော့အဲ့လိုမျိုးနော်ဟုတ်ဖယ်ပေးရမှာပါဟုတ်တယ်နော်အပေါ်မှာစီရီယံအပေါ်မှာမရှိဘူးရှင်မဟုတ်တက်ဒီကိုကသူကိုတက်ကြည့်လိုက်ပါကျွန်တော်မရှိဘူးရှင်ဟုတ်တက်ကြည့်လိုက်ပါဟုတ်တက်ကြည့်လိုက်ပါရှင်ဟုတ်ရတယ်အဖေဘာဖြစ်နေလဲကိုသူကိုအေးနေတော့မင်းတို့ဘာညင်ရကိုသူအေးစစ်စစ်ဘာမှမဖြစ်ဘူးဘာပြဿနာမှဖြစ်အဲ့လိုမျိုးရှောက်ရှောက်ဟိုကပြည့်နေလို့ရုံးစံကတ်တွေဖြစ်တာဘာမှမဖြစ်ဘူးဘာမှမဖြစ်ဝန်ထမ်းတွေခန့်မှုပေါ့ဗျာဟုတ်ဝန်ထမ်းခန့်တော့ဝန်ထမ်းတွေကချထားပြီးပဲလုပ်ရတော့ပေါ့ဟုတ်ကဲ့ဟုတ်နောက်တစ်ခါတော့ဆင်းဟိုဖြစ်မှာပဲเนาะအပေါ်ကတော့ဒီကျွန်တော်တို့ကမရှိဒီမှာတော့မရှိဘူးနဲ့တွေ့ရတယ်တော့ခတ်တာဟုတ်အဲ့ဒါလေးဟိုအကြောင်းလာကြောင်းဟုတ်ကဲ့ပါဟုတ်ဒီဘက်ခါလည်းမရှိဘူးရှင်ဟိုကလေလောလောဆယ်မရှိတာလောလောဆယ်မရှိရရှင်ဖုန်းထဲထဲမြည်နေဆိုလေလောလောဒီမှာတော့မရှိဒါကတက်ခွဲမှုရှင်တက်ခွဲမှုတူဟုတ်တယ်လေတော့ကိလိမ့်သေးရတော့ဒီရပဲထားမှာဟုတ်သူအခုတော့မရှိဘူးရှင်ဟုတ်တက်ခွဲမှုတယ်ဟိုသူသိပါတယ်ခဏပြောတာတော့ကိလိမ့်သေးလားတော့ကိလိမ့်ရဟိုပဲဝင်းထဲမှာနေတာသူ့အိမ်မှာဝင်နေတာမှတ်တယ်ဟုတ်သူကဒီမှာတော့လောလောဆယ်မနေဘူးလားမနေဘူးဒီမှာတော့ခက်တယ်အမြင်ကတော့သူကတော့ဘာဖြစ်တက်ခွဲမှုရှင်ဟုတ်ဒီမှာမရှိလို့တော်တော်များများမရှိပါဘူးကျွန်တော်တို့ရတာလေပစ္စည်းရသိရမှာမတည့်ရသေးလို့အဲ့လိုကြောင့်မလို့ဟုတ်ဟိုတတိယအခန်းအိုက်ဆရာမတယောက်ပဲရှိရတယ်အဲ့တော့ခင်သနာကျော်နေတဲ့အခန်းမှာရှိကျွန်တော်တို့ကလည်းအဲ့လိုပါဒီကတချို့စိတ်ကူးတောင်းတဲ့လူတွေတောင်းဆိုနေကြတယ်လေဟုတ်ကဲ့ပါဟုတ်နားလေးပါဟုတ်တောင်းဆိုကြတော့ကျတော့ကျွန်တော်ဝန်ထမ်းတွေလာမှာပေါ့ဗျာဟုတ်အဲ့ဒါတော့ပါနော်ဟုတ်ကဲ့ပါဟုတ်ပြီးတော့ဟိုဖြစ်တော့လည်းမဟုတ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါနော်ဟုတ်ကဲ့ပါကျေးဇူးပါ